ရေးတဲတာကရှက်စရာမဟုတ်ပါဘူးเนาะဖုံးဖိထားရမယ့်အရာလည်းမဟုတ်ပါဘူးကြိုတင်ကြီးဆိုင်ရမယ်အမျိုးသမီးကျန်းမာရေးပြဿနာတစ်ခုပါတအိမ်ရေးအိတ်ကဘာကြောင့်တဲရလဲဆိုလို့ရှိရင်အများစုကကြတော့တအိမ်နဲ့ပတ်သက်ပြီးတော့တေချာလေးမသိကြဘူးပေါ့နော်တို့ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်တိခုံရဲ့အောက်ပိုင်းမှာတအိမ်ရှိရပေါ့နော်ဒါကတော့တာအုပ်ပြောရဲ့တာအုပ်အိမ်ရဆိုပြီးရှိရပေါ့နော်တအိမ်ရေးတဲတယ်ဆိုတာဒါတာအုပ်အိမ်နားမှာရေလိုမျိုးအိတ်ကလေးတွေတဲတာကိုတအိမ်ရေးတဲလို့ခေါ်တာပါဒီတအိမ်မှာဖြစ်တာမဟုတ်ပါဘူးတာအုပ်အိမ်မှာဖြစ်တာပါအများစုကကြတော့ကင်ဆာလုံးဝမဟုတ်ပါဘူးတဘာဝအတိုင်းလဲသူဟာသူပျောက်သွားနိုင်ပါတယ်ဒါပေမဲ့ဂယုမဆိုင်ဘူးဆိုလို့ရှင်တော့ပို့ပြီးတော့ကြီးလာနိုင်တဲ့ဟာမျိုးတို့ရင်ရတဲ့အနေအထားမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဖြစ်ပြီဆိုရင်တော့ဖြစ်များတဲ့လက္ခဏာတွေကဘိုက်အောက်ပိုင်းမှာဖောတာတွေနာတာတွေလစဉ်ဓမ္မတာမှန်တာတွေခါအောက်ပိုင်းနာတာတွေခါကြိုက်တာတွေပေါ့နော်မောပန်းလွယ်တာတွေလိန်ဆက်ဆန်တဲ့အချိန်မှာနာတာတွေအဲ့ဒါတွေဖြစ်တတ်ပါတယ်ဒါပေမဲ့တချို့ကကြတော့လည်းပဲအဲ့လိုလက္ခဏာတွေဘာမှမပြဘဲနဲ့အထွာဆောင်ရိုက်လိုက်မှတန်ရိတ်တယ်နေဆိုတာမျိုးကိုသိရတယ်မျိုးလည်းရှိပါတယ်ဘာကြောင့်ဖြစ်တာလဲဆိုလို့ရှင်ကြတော့အိဆိုဂျင်ဟော်မုန်းမညီမျှတာအေးမဝတာစိတ်ဖိစီးမှုများတာအချို့အစားများတာနောက်တစ်ခုအတွင်းပိုင်းမှာအပူတွေများတာအဲ့ဒါကြောင့်လည်းတအိမ်ရိတ်တယ်ခြင်းဟာဖြစ်နိုင်ပါတယ်ဒါဆိုရင်တအိမ်ရိတ်တယ်တာကပျောက်သွားနိုင်တာတဘာဝအလျောက်လည်းပျောက်သွားနိုင်ပါတယ်တကယ်လို့ကာကွယ်ခြင်းတယ်ဆိုလို့ရှင်တော့ဟာဗက်ဂျယ်ကိုသုံးပြီးတော့ကာကွယ်လို့ရပါတယ်ဒါဆိုရင်ဓမ္မတာလာတဲ့အချိန်မှာဘိုက်အောက်နာတွေပေါ့နော်အဲ့ဒါဖြစ်တာဆိုလို့ရှင်လည်းတအိမ်ရိတ်တယ်တာတွေလည်းဖြစ်နိုင်တယ်လို့တခြားအကြောင်းတွေလည်းဖြစ်နိုင်ပါတယ်အဲ့လိုဖြစ်ပြီဆိုရင်ဟာဗက်ဂျယ်သုံးလို့ရှင်ဘိုက်အောက်နာအရန်ကိုတက်တာတယ်ပေါ့နော်မလာခင်မှာနှစ်ချောင်းလောက်သုံးထားရင်အောက်နာတွေနာတာတွေလုံးဝမရှိသလောက်နေပါဘူးတက်တာတာကိုတွေးရတာပေါ့နော်နောက်ပိုင်းနေဆိုရင်သုံးရင်းနဲ့နောက်ပိုင်းနေမှာအလုံးဝထားတာတွေကြိုက်တာတွေမရှိတော့ဘူးအဲ့တော့အမျိုးသမီးအနေနဲ့ပေါ့နော်ကိုယ့်ရဲ့အိမ်ကျန်းမာရေးအတွက်ကိုဘွားပြောခဲ့တဲ့အချက်တွေတခြားယူဆိုင်ဖို့လိုပါတယ်အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးသိချင်တာရှိလို့ရှင်ကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်